အားလုံးပဲမင်္ဂလာပါရှင် Spring Platform နဲ့ Starsoft Myanmar Friendship Services တို့ပူးပေါင်းတင်ဆက်တဲ့နှွေးပါစီစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဩဂတ်စ်လ19ရက်နေ့မှာမွေးနေ့ကြာရောက်လာတဲ့ချစ်တငယ်ချင်းမတ်မျိုးမျိုးအောင်အတွက်မမပြထွေးကမွေးနေ့လက်ဆောင်ဝတ္ထုလေးတစ်ပုဒ်လာရောက်တောင်းဆိုထားပါတယ်မွေးနေ့ရှင်မမမျိုးလေမွေးနေ့မှစပြီးနောက်နှစ်ပေါင်းများစွာတိုင်အောင်လိုရင်ဆန္ဒတွေမကြောက်မကြမတောင့်တပဲပြည့်စုံပါစေလုပ်ငန်းကိုင်ငန်းတွေလည်းအဆအဆင်ပြေချုံးမွေပါစေကြောင်းကျမတို့နှွေးပါစေစီစဉ်ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်မွေးနေ့လက်ဆောင်ဝတ္ထုတို့လေးအဖြစ်ဆရာမမမိုးမြေရေးသားထားတဲ့ကြာဆုံးခြင်းအမှန်တရားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြတင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်ကျမနဲ့တူနာဆင်ခန်းစားကြည့်ပါရှင်ကြာဆုံးခြင်းအမှန်တရားလူဘဝကိုရာခဲလှသည်ဟုဆိုကြသည်ရာခဲလှသောလူဘဝတွင်အိုးပိုင်အိမ်ပိုင်မရှိသည့်ဒုက္ခကကြီးမားလှပြီးခြင်းအင်္ဂလိပ်တစ်လုံးမြေကလေးတစ်ကွက်မျှမရှိသောဘဝတွင်ရာခဲလှသည့်လူဘဝ၌အသက်ရှင်လို့စိတ်မရှိတော့ပါအိုးပိုင်အိမ်ပိုင်မရှိသည့်ဘဝကာလကလည်းရှေ့ကြာလှပါပြီမွေးကလေးကယနေ့ထက်တိုင်းအနှစ်40ကျော်ခဲ့ပြီအိုးအိမ်မဲ့ဝေဒနာများကိုခံစားရင်မနန်းအိမ်ဆိုသည့်အမည်ကိုပင်ရှက်မိလာသည်သူမိဘများသည်အိမ်ငှားဘဝနှင့်တအိမ်ပြီးတအိမ်ပြောင်းရင်းကွယ်လွန်သွားခဲ့သည်သူသမီးလက်ထက်မှာနန်းတော်ဓမြခမ်းနားသောအင်ကြီးအိမ်ကောင်းနှင့်နေစီလို၍မနန်းအိမ်ဟုအဖေနှင့်အမေကအမည်ပေးခဲ့သည်မနန်းအိမ်ဆိုသည့်အမည်ကမြမဆန်ပြီးကျက်တည်ရှိလာသည်ထိုနာမည်လေးနှင့်အတူနတ်ဘုံနန်းနန်းလိုတင့်တယ်ခမ်းညားသည့်ဆိုင်ရင်ကြီးတစ်လုံးကိုမျှော်လင့်ရင်းပျော်ရွှင်ခဲ့ရသည်ကာလကြာလာသည့်နှင့်အမျှမိဘရိုးရာအစင်လာတိုင်းတိမ်မကောင်းတိမ်ပြောင်းရသည့်အိမ်ငှားဘဝမှာမတက်နိုင်သောအခါရွှေဘုံရွှေနန်းကိုမမျှော်လင့်ရတော့ပြီတိုက်ခန်းလေးတစ်ခန်းလောက်တော့ပိုင်ဆိုင်ခြင်းသည်တိုက်ခန်းလေးတစ်ခန်းကိုပင်ပိုင်ဆိုင်ခွင့်ရရန်ဝေနေသောအခါတိုက်ခန်းတည်တည်လေးတစ်ခန်းကိုဆက်၍မျှော်လင့်မိပြန်သည်ကိုယ်ပိုင်တိုက်ခန်းလေးနှင့်နေရလျင်ပင်ရွှေအိမ်ရွှေနန်းဟုမှတ်ယူခံစားနိုင်ပါသည်အိမ်ငှားဘဝကမွန်းကျက်မှုတွေများလာသည်အိမ်ရှင်ကိုမြင်လျင်အိမ်ပြောင်းခိုင်းတော်မည်လားဟုထိန်လန့်မိတတ်သည်အိမ်လာကတိုးတောင်းမည်လားဟုတွေးပူရသည်အိမ်ပြောင်းရသည့်အလုပ်ကမလွယ်ပေမဲ့အိမ်ငန်းငှားကဈေးနှုန်းတွေကတရိပ်ရိပ်မြင့်တက်လာသည့်အခြေအနေတွင်မနှမ်းအိမ်ဖို့အိမ်ပြောင်းရခြင်းသည်ထမင်းစားရေးတောက်ဖြစ်နေပြီအိမ်ပြောင်းရတော့မည်ဆိုလျှင်အိမ်ကန်းအသစ်ရှာရပြန်သည်ဒီကဲ့သို့သောအခြေအနေမျိုးတွင်မိသားစုကဝိုင်းဝန်းရှာဖွေကြသည်မဟုတ်သမီးကြီးကနားလည်ပြီးတော့လေကျောင်းဆရာမကျူရှင်ဆရာမဘဝနှင့်အိမ်စရိတ်ဖြည့်ဆည်းနေရသည်မို့အိမ်ငှားရေးလုပ်ငန်းကိုလှည့်၍မကြည့်နိုင်သမီးငယ်ကတော့အိမ်ကန်းလေးတစ်ခန်းလောက်ကိုပင်ပိုင်ဆိုင်အောင်မစွမ်းဆောင်နိုင်ကြသောမိဘများအားအထင်သေးသည်အိမ်ဖယ်ပေးရမည်ပြဿနာပေါ်တိုင်းမျက်နှာကိုတင်းထားသည်နှကန်းကိုဆူထားသည်အိမ်ပြောင်းရမည်နေဆိုလျှင်တငယ်ချင်းအိမ်မှသွားနေတတ်သည်သမီးငယ်မျက်နှာမကောင်းပါလားဘာဖြစ်နေတာလဲရုံးလို့တောင်းဝဲမှလွဲ၍အိမ်မှုကိစ္စကိုနားမလဲသောအဖေဖြစ်သူကမေးလျင်ထမင်းဝိုင်းမှထထွက်သွားပြီအိမ်ကန်းလေးတစ်ခန်းတော့မပိုင်တဲ့ဘဝမှာအသက်မရှင်ချင်တော့ဘူးဘယ်နေသက်တည်မိမလဲမသိဘူးဟုပြောသည်သမီးကိုချစ်တော်အဖေကညှိုးငယ်သောမျက်နှာဖြင့်မနှမ်းအိမ်ကိုကြည့်သည်ထုံးစံတိုင်းပဲအိမ်ပြောင်းရအောင်မယ်မနှမ်းအိမ်စကားကြောင့်ကိုတီကြီးမျက်နှာပို၍ညှိုးနွမ်းသွားသည်တနာခြင်းအာနာခြင်းခံစားမှုများကိုသူ့မျက်နှာပေါ်၌တွေ့ရသည်ဒီကြည့်မျိုးကိုမနှမ်းအိမ်ကျိန်ဖန်များစွာရင်ဆိုင်ခဲ့ဘူးသည်သူ့ကိုချစ်သောမနှမ်းအိမ်ပို၍မွန်ကျန်လာရသည်ကိုတီကြီးခေါင်းငုံထားသည်စာမေးပွဲနေ့တိုင်းအိမ်ပြောင်းရတယ်ဘယ်တော့မှစိတ်ဖြောင်းဖြောင်းစာမကြက်ရအောင်သမီးငယ်ကဆက်လက်ညှိညွတ်၍လွမ်းခြင်းဖွဲ့နေသည်လွမ်းခြင်းဖွဲ့နေလို့သာဘဝပြဿနာတွေပြီးသွားမည်ဆိုလျင်အမေလည်းလွမ်းခြင်းဖွဲ့လိုက်မှာပေါ့လွမ်းခြင်းရှည်ကြီးကိုဖွဲ့ပစ်လိုက်မှာဟုစိတ်ထဲကပြန်ပြောနေမိသည်အိမ်လာကတိုးပေးကြည့်ပါလားကွာ
လေတံပြောနှင့်ကိုတီကြီးကအကြံပြုသည်တသိန်းခွဲတယ်ရှင်ဘဲကအပေါ်9000ရမှာလေရှင်ရှာပေးနိုင်လို့လားသူတို့စကားဝိုင်းငြိမ်သက်သွားသည်မီးကိုရေနှင့်ညှိမ့်လိုက်သလိုပါပဲနောက်ထပ်တစုံတရာဆွေးနွေးတံမကြားရပါအမဘာဖြစ်နေရလဲအိမ်သို့နောက်ကျမှပြန်လာသောသားငယ်ကမေးသည်သမီးငယ်ကဒီလိုဖြေသည်ဘာဖြစ်ရမှာလဲဘိုးဝါဆင်ဆက်အမွေခံလာတဲ့အိမ်တခန်းပိုင်ဆိုင်မှုမရှိခြင်းပြဿနာပေါ့သားငယ်ကလောင်ရဲလိုက်တန်းကြောင်းမနှမ်းအိမ်တုံလှုပ်သွားသည်ကိုတီကြီးမျက်နှာပို၍ငုံကြသွားသည်အဲ့ဒါကောင်းတာပေါ့အမရဲ့အမနဲ့ကျွန်တော်နဲ့အမွေခွဲစရာမလိုတော့ဘူးပေါ့ဘလောက်ရှင်းလဲရုံတက်တရားဆိုင်စရာမလိုဘူးရှင်းနေငားစရာမလိုအဖေတို့အမေတို့နေနဲ့တိုက်ခန်းတစ်ခန်းတော့ပိုင်တင်တာပေါ့နော်သူများတွေလို့တိုက်ကြီးတွေကွန်ဒိုခန်းတွေမပိုင်မဲမဲနေစရာကိုပိုင်လေးတစ်လုံးတော့ရှိတင်တာပေါ့နော်ငါတော့ငါဘွားကိုတဲနာတယ်ဒါကတော့မရဲ့ကံပေါ့ကျွန်တော်တို့အတိတ်ဘွားကအလှူဒါနနဲခဲ့လို့ဖြစ်မှာပေါ့စိတ်မပူပါနဲ့အမရအမေတရားလုံးရှိနေတာပဲအရင်ကလည်းဒီလိုပြဿနာပေါ်လာရင်အမေပဲအိမ်ချထွက်တာမဟုတ်လားတင်းထားအမေမနှမ်းအိမ်နဲ့တိန်နဲ့ရှိတယ်တိန်မဟုတ်တိန်တော့ရမှာပဲသားသမီးများဤဝေဖန်ခြင်းရှုံချခြင်းကိုမတတ်မသာခံစားရင်ကိုတီကြီးဘားတွေတွေးနေသည်ကိုမနှမ်းအိမ်သိကျင်လာသည်သူ့မှာတော့ဝမ်းနေခြင်းနာကျင်ခြင်းဒေါသထွက်ခြင်းမကျေနပ်ခြင်းဆိုသည့်ခံစားမှုဝေဒနာတွေရောထွေးပြေရှမ်းနေသည်ရှင်ထဲမှာမခံစားနိုင်တော့သည့်အတွက်ရုံးကန်ပွင့်ထွက်လူနီးနီးဖြစ်နေသည်မန်မာနာမဲ့မိခင်ဖြစ်နှင့်ရက်တီနေရသည်ကခံပြင်းပွဲကောင်းလာသည်အိမ်ပိုင်းတစ်လုံးမရှိပေမဲ့အဖေဟာအဖေပါပဲအမေဟာအမေပါပဲမိဘမြတ်တာပေးုံနဲ့မလုံလောက်နိုင်တော့ဘူးလားကွယ်အိယာတဲ့၌လဲလျောင်းရင်မနှမ်းအိမ်မျက်ရည်တွေစီကြလာသည်ကိုတီကြီးဤအသက်ရှူတန်ကိုပင်မကြားရလောက်အောင်ငြိမ်သက်နေသည်သားသမီးတွေဤပြောစကားကြောင့်ကိုတီကြီးနှလုံးကွဲရှာသေးပြီလားအိုးမဖြစ်သေးဘူးကိုတီကြီးတေလို့မဖြစ်သေးဘူးကျမတို့လည်းမယားမြေတကွက်အိမ်တအိမ်အခန်းတစ်ခန်းအောင်မပိုင်သေးဘူးလေအတိတ်ဘဝကသူများအိမ်တွေမြေတွေကိုသိမ်းခဲ့မိလို့လားမသိဒါဆိုရင်အရင်ဘဝတုန်းကကိုတီကြီးကဘယင်ကြီးလားဝင်းကြီးလားငါကမိဖုရားကြီးများလားဟုတွေးနေမိသည်ကိုတီကြီးဟိုခေါ်ရင်လှုပ်ကြည့်လိုက်သည်ဘာလဲငါအသက်ရှိပါသေးတယ်ခတ်တိုးတိုးလေတံဖြင့်တုံပြန်သည်ရှင်အသက်ရှူတံမကြားလို့ရှင်ကြေကွဲနေသလားယင်မကြေကွဲပါဘူးဝေဖန်ပေးတဲ့သူရှိတော့ကိုစင်ကြင်နိုင်တာပေါ့ကွာငါဘာလို့ရမလဲစဉ်းစားနေတာရှင်ကဝန်နှန်းကောင်းပြီးတာလုံးလို့ဖခင်ကောင်းမပြီးတာလားဖခင်ကောင်းပြီးတာအောင်ဘာလို့ရမလဲဝန်နှန်းကောင်းပြီးတာတဲ့ကျင့်စဉ်ကိုစွန့်လိုက်တော့သူတို့နှစ်ဦးကြားတွင်တိတ်ဆိတ်သွားသည်မနှန်းအိမ်ကသူ့ကျေးဇူးရှင်သူ့ချစ်လင်းဤအတန်ကိုနားဆွင်နေသည်ဒါတော့စွန့်လို့မဖြစ်ဘူးတသက်လုံးထိမ့်သိမ့်လာတဲ့ကိုချင်းတရားလေတိမ်မွေအေးချမ်းတော်လေခံယူချက်နှင့်ပတ်သက်လျင်ကောင်းမာတတ်သည်သူ့ချစ်လင်းအကြောင်းကိုသိပြီးသားမို့အိပ်ပျော်ရန်ကြိုးစားလိုက်သည်နက်နက်စောစောထား၍ချက်ပြုတ်ပြီးသည်နှင့်အိမ်ရှာထွက်ရမည်လေဝန်နှန်းကောင်းပိတာသူမနှိုးမီသားသမီးကောင်းပိတာသူများမနှိုးမီမိခင်ကောင်းလည်းမမီဇနီးကောင်းဟုလည်းမဆိုသာသောမပီပြင်းဝိုးရဝါမနှံအိမ်သည်လိုင်းကားနံပါတ်မျိုးစုံကိုစီ၍အိမ်ရှာထွက်ခဲ့ရသည်လက်ကင်ဖုန်းကိုထုတ်လိုက်သည်တငယ်ချင်းပွဲစားထံဖုန်းဆက်ပြီးချိန်ဆခဲ့ရသည်စံညောင်မြို့နယ်တွင်ရှိတိုက်ခန်းတစ်ခန်းပြီးတစ်ခန်းကိုတက်ရဆင်ရသည်အိမ်ခန်းရှင်များကိုဈေးမေးရသည်အချို့တိုက်ခန်းရှင်များကတိုက်ခန်းမှန်တက်နေသည့်မျက်နှာမျိုးနှင့်ဆက်ဆံသည်ငွေရသည့်အတွက်ငှားရမ်းခြင်းဖြစ်တော်လေအချို့ကစီစီပိုပိုပြောကြသည်ကျမတို့ကတိတ်နှားကြတာမဟုတ်ဘူးငွေလည်းမလိုဘူးလေတိုက်ခန်းကိုငှားထားပြီးပြန်ပြုတ်ပြင်ရတာနဲ့မကားမိဘူးတချို့အိမ်ငှားတွေကတန်တန်ရှင်းရှင်းမနေတတ်ဘူးသမီးကအလကားထားမယ်စားငှားထားပါလို့တိုက်တွန်းလွန်းလို့ငှားရတာအထက်စီကပြောနေတော့လေတိုက်ခန်းရရန်အပူတပြင်းလိုအပ်နေသောကြောင့်တိုက်ခန်းငှား၍ရရန်ကိုသာအာယုံစူးစိုက်ထားရမည်မို့ဒေါသမဖြစ်နိုင်ပါတိုက်ခန်းငှားကဘလောက်ပါလဲအတန်ကိုမတုံအောင်စူးစားပြီးမေးရသည်အဖြေကိုစောင့်နေရခိုင်းမှရင်တလှက်လှက်ဖြစ်နေသည်2 သိန်းပါမနှမ်းအိမ်ဤရင်စောင့်ခုံသွားသည်ထမင်းမစားပဲတိုက်ခန်းထဲမှအိတ်နေုံပဲရှိတော့သည်တငယ်ချင်းပွဲစားမကသူ့ကိုလှမ်းကြည့်သည်ကျ
ကျမယောက်ျားနဲ့တိုင်ပင်ပြီးအကြောင်းပြန်မှမယ်။ဟုတ်ပြောကထိုင်ရမှထသည်။ဒီနေရာကတိုက်ခန်းတွေကဒီစည်းကြီးပဲ။တငယ်ချင်းကပြောသည်။မနှမ်းအိမ်မှာတော့ရင်ခုန်တန်တွေမြန်နေစေ။ဒရိုက်တက်ဒရိုက်ဆင်းမေးမြန်းတော့လေကိုတက်နိုင်သည့်ဈေးနှင့်မကိုက်။တိုးတောင်းလာသောအချိန်တွင်မှတိုက်ခန်းငါးကားတွေခုန်ပြန်တက်သွားသည်ကိုသူမသိခဲ့ပါတကား။လက်ရှိအင်ရှင်တွေကမိမိတို့အားအိမ်ပြောင်းခိုင်းရသည့်အကြောင်းကိုနားလည်လာသည်။တိုက်ခန်းငှားကားတွေတက်သွားလိုက်တာ။တကယ်ပါပဲမယုံနိုင်စရာကောင်းလောက်အောင်တက်သွားလိုက်တာ။မနှမ်းအိမ်ထက်တလဲလဲရေရွနေမိသည်။တိုက်ခန်းတွေရဲ့ဈေးတွေကတက်သွားတာကိုနေရာတိုင်းမှာအိမ်ဈေးမြေဈေးတွေမြင့်သွားတာလေ။300တန်းတိုက်ခန်းက300လောက်ဖြစ်သွားတာ။မနှမ်းအိမ်ခြေလမ်းတွေမမှန်ကျင်တော့ခေါင်းတွေမူးနောက်ပြီးတရင်တရိုင်ဖြစ်လာသည်။ဒီပုံသာဆိုလျင်သူ့အတွက်လမ်းမမြင်နိုင်တော့လှိုင်မြို့နယ်ဘက်သွားကြည့်မလားတငယ်ချင်းကပြောတော့မငင်းသားပါသွားရပြီမည်ပေါ့တချိန်ကသူရောက်ခဲ့ဘူးတော့လှိုင်မြို့နယ်နှင့်မတူတော့နေရာနှံ့မှာကန်ထရိုက်တိုက်တွေနှင့်ခံညာနေသည်ရခင်ကအိမ်ဟောင်းကလေးများသာရှိသောလမ်းကြားကလေးများမှာလေကန်ထရိုက်တိုက်လမ်းကြိုလမ်းကြားလမ်းမြောင်မှာမကြမ်းကန်ထရိုက်တိုက်များပြေးနှင့်အသွင်ပြောင်းအစဉ်ပြောင်းနေသည်တငယ်ချင်းပွဲစား၏ဥဆောင်မှုဖြင့်ငားရန်ရှိသောတိုက်ခန်းများပေါ်သို့တက်ရပြန်သည်စမ်းချောင်းနှင့်ဈေးမကွာလှပါလားဒီနာကဈေးနီးတယ်လှိုင်ဈေးကြီးကပစ္စည်းစုံနေဈေးချိုတယ်ကားကိန်းနဲ့လည်းမဝေးဘူးတိုက်ခန်းလာကြည့်တဲ့လူတွေကတော့အများကြီးပဲအန်တီတို့ကလူရွေးတယ်လေကလေးငယ်တွေများပါသလားဒါနဲ့သမီးမျိုးသားကဘာလုပ်လဲတိုက်ခန်းပိုင်ရှင်ကချိုသားတော့လေမဆိုင်နာတွေမေးမြန်းသည်ကလေးတွေကကြီးကုန်ပါပြီအမျိုးသားကဝန်ထမ်းပါပဲအန်တီကြီးကဝန်ထမ်းအဆင့်တန်းကိုတီလို့နေစေပင်အမျိုးသားကဌာနကတူးညွှန်ကြားရေးမှုပါအန်တီကြီးမျက်လုံးတွေတောက်ပါသွားသည်ဌာနကဒုညွှန်ကြားရေးမှုဟုဆိုလိုက်ရုံနှင့်ဘာကြောင့်များမျက်လုံးတွေတောက်ပါလာရပါလိမ့်တိုက်ခန်းငှားရမ်းသူဤယာတို့အဆင့်တန်းနှင့်တိုက်ခန်းပိုင်ရှင်သည်ပတ်သက်နိုင်စရာအကြောင်းမရှိပါဌာနကဆိုတော့အန်တီကဝမ်းသာသွားတယ်အန်တီတောင်းတဲ့တိုက်ခန်းကကိုတော့အေးအေးဆေးဆေးပြီးနိုင်မှာပါမနှမ်းအိမ်တွေးနေတော့အဖြေကိုတိုက်ခန်းရှင်အန်တီကြီးကအဖြေပေးလိုက်သည်မနှမ်းအိမ်ကတိုက်ခန်းကကိုမေးတော့အခါတလ3သိန်းခွဲပါမနှမ်းအိမ်ဤဈေးနီနီကားဂိတ်နီနီမှနေရန်မျှော်လင့်ချက်ကလေးလွင့်ပြေသွားရပြန်သည်တိုက်ခန်းတိုင်းမှထပြန်တွင်ပြောနေကြစကားတိုင်းကျမယောက်ျားနဲ့တိုင်ပင်လိုက်ပါအောင်မယ်ဟုပြောလိုက်ရပြန်သည်တိုက်ခန်းပိုင်ရှင်အန်တီကြီး၏ချိုပြုံးတောက်ပသောမျက်လုံးများသည်တင်းမာမိမ့်မိန်သွားသည်တကယ်တော့ယောက်ျားနှင့်တိုင်ပင်ရသည်မဟုတ်ပါတိုင်ပင်၍ရသည်ယောက်ျားလည်းမဟုတ်ပါတိုင်ပင်၍လည်းအကြံကောင်းညံကောင်းမပေးနိုင်ပါသူငှား၍ရသောတိုက်ခန်းသို့လိုက်ပြောင်းမိသားဖြစ်သည်အပြန်ကားပေါ်မှစိတ်မောလူမောနှင့်သူ့ဘဝကိုသူမတွေးစဘူးတွေးနေမိသည်သူ့ဘဝအပေါ်သူ့ဘာသာဝေဖန်ရေးလုပ်နေမိသည်ကြည်စမ်းမအောင်ရန်ကုန်မြို့ကြီးမှာအဆင့်ဆင့်အထက်ထက်တိုက်ခန်းတွေများပြားလိုက်ပါပြီချင်းဤများလောက်များပြားသောတိုက်ခန်းများထဲတွင်သူ့ပိုင်တိုက်ခန်းလေးတစ်ခန်းမျှမရှိခြင်းမှာဝမ်းနည်းစရာကောင်းလာပါပြီချင်းညံ့ဖြင်းရလဲရောက်လိုက်ပါပြီချင်းဘသူညံ့တာလဲသူညံ့တာလားသူကဘာဖြစ်လို့ညံ့ရမှာလဲဒါဖြင့်ဘသူညံ့တယ်လဲကိုတီကြီးညံ့တာပေါ့သူ့ရာတို့နှင့်စီးစိမ်ကမမျှလိုက်တာမိုးလင်းကမိုးချုပ်တနေ့မပြတ်ရုံးမှန်မှန်တက်ပါလျက်နေစရာအခန်းကလေးတစ်ခန်းမျှမပိုင်ခြင်းကထူးချွန်လွန်းလို့ပဲမဟုတ်လားကိုညွှန်ချုပ်ကတိတ်ယုံတာကိုအကုန်လွှဲထားတာကိုတီကြီးပြောလေရှိသည်စကားမကြာခဏကြားရလွန်တော့တခါတရံနားစားပြင်ကလာသည်ရှင်အားလုံးလွှဲထားတော့ညွှန်ချုပ်ကြီးကဘာလုပ်လဲကိုဆရာကတိတ်မကြမ်းပါဘူးမကြာခဏလေးဖြတ်ခြင်းတို့ဖြစ်တတ်တယ်ကိုကတာဝန်ယူပြီးတော့သူ့သက်တာပေါ့ဆရာကလူရေးပါကိုကန်ကောင်းတယ်အထက်အရာရှိနဲ့ပြည်လဲတယ်လေအလုပ်လုပ်တဲ့နေရာမှာစိတ်ပေါ်ပါမှနေပြောတာကိုတီကြီးဤဘဝအမြင်ကိုဝေဖန်ဆန်းစစ်နိုင်လောက်အောင်သူလိုက်မမိပါသူကလည်းသူပါပဲရုံမှန်မှန်တက်ခြင်းအိမ်မှန်မှန်ပြန်ခြင်းမှတပါအခြားဘာကိုမျှဆောင်ရွက်နိုင်ခြင်းမရှိသည့်လင်ယောက်ျားကိုကောင်းစွာကျေနပ်လက်ခံခဲ့သည်မဟုတ်လားလာကမှတပါ
အခြားပေးရနိုင်ခြင်းမရှိသောယောက်ျားနှင့်တသက်တာလက်တွဲရန်ဆုံးဖြတ်ခဲ့သည့်သူ့မှားတွေပါလားအိမ်အောင်သက်အနှစ်အစိတ်ကျော်ကာလအတွင်းအိုးပိုင်အိမ်ပိုင်မရှိဘဲသူရဲကောင်းဆန်ဆန်တိမ်မကောင်းတိမ်ပြောင်း၍နေနိုင်ခဲ့ကြသည်နေမှာတာဝန်ကျစဉ်ကအိမ်ရ၍အဆင်ပြေသည်ရန်ကုန်မှာကအိမ်မရသည့်အတွက်ဒုက္ခရောက်သည်တမီကြီးကျောင်းဆရာမလုပ်သည့်လကလေးရသည့်အတွက်စားဝတ်နေရေးပြည်လည်ရုံရှိသည်အိမ်ပြန်ရောက်တော့ဧည့်သည်ရောက်နေသည်ကိုတီကြီးတို့ရုံမှစရေးကြီးကိုညံရှင်ဖြစ်သည်သူဇနီးလည်းပါလာသည်တရင်ကျွရဲ့နီးပြီးမို့လာကြောကြခြင်းဖြစ်သည်လင်မယားနှစ်ယောက်စလုံး၏အဝိစားများကတက်ရဲ့တန်ရှင်းတော်လေတောက်ပတစ်လွင်မှုမရှိကြဟုမနှန်းအိမ်ကဝေဖန်လိုက်သေးသည်စရေးကြီးလာကနှင့်သားသမီး၃ယောက်တောင်းဝင်ကိုထမ်းဆောင်ရသည့်အခက်ခဲကိုစာနာမိပြန်သည်ကိုညံရှင်ကတိတ်အားကိုရတာသူလှင်လို့ကို့အလုပ်တွေပြီးတာပေါ့ကိုဆရာကိုလည်းကူညီနိုင်တာပေါ့ကိုတီကြီးကဆရာကိုလေးစားသလိုတပည့်ကိုလည်းချီးကျူးသည်မင်းတို့အဆင်ပြေကြရဲ့လားကိုတီကြီးကခနွမ်းနွမ်းတပည့်လင်မယားကိုကြည့်ပြီးကြော့ပစ္စည်းများဝယ်လာရသည့်အတွက်အားလုံးအာနာဖြစ်နေဟန်ရှိသည်ဒီလိုပါပဲဆရာရဲ့အဆင်ပြေအောင်နေရတာပေါ့ဟိုကိုညံရှင်ကယိုသေးဂါရဝအမိုးရာယိုသေးဂါရဝလေးတန်းနှင်းပြောသည်ကိုတီကြီးသည်တပည့်လင်မယားအားတီကြီးငိမ့်သက်စွာဆုပေးသည်ပြီးတော့အိမ်ခန်းထဲသို့ဝင်လာသည်သူ၏ဘီရိုထဲမှအသစ်ဆက်ဆက်ပစိုးတစ်ထည်ကိုထုတ်ယူလာသည်မင်းဝတ်ဖို့ယူသွားကိုညံရှင်ကဝမ်းသာအားရလက်ခံသည်ခင်မွန်းနယ်၏ဌာနကိုမြင်သောအခါမနှန်းအိမ်ကလည်းမိမိဝယ်ရန်ဝယ်ထားသောပါတိတ်လုံးကြီးတစ်ထည်ကိုထုတ်ယူလာပြီးကိုညံရှင်၏ဇနီးမှွေမှွေကိုပေးသည်မှွေမှွေ၏မျက်နှာလေးပြုံးရိပ်တန်းသွားသည်ကိုမြင်တော့မနှန်းအိမ်ရင်ထဲ၌ကြည်နူးရသည်ဝေဒန္တရာနှင့်မရီဒေဝီလိုပါလားဒီနေ့အဆင်ပြေခဲ့ရဲ့လားဧည့်သည်တွေပြန်သွားတော့ကိုတီကြီးကမေးသည်သမီးငယ်ကမတိမတာငှဲ့ဆောင်ကြည့်ပြီးအဖြေကိုနားဆွနေသည်မိခင်ကိုဝေဖန်ရန်နှကန်းကိုအသင်ပြင်ထားသည်ဟုမနှန်းအိမ်ထင်သည်အဆင်မပြေဘူးတိုက်ခန်းနဲ့နေဖို့မစင်းစားနဲ့တော့တသိန်းခွဲအနည်းဆုံးပဲတိုက်ခန်းမှာနေပြီးရေတောက်နေရင်တော့မဖြစ်နိုင်ဘူးမနှန်းအိမ်ကတနေ့တာတွေ့ကြုံကိုအကျဉ်းချုံပြောပြလိုက်သည်သမီးငယ်ဤဝေဖန်မှုကိုလည်းအသင်နားဆွနေလိုက်သည်သူများတွေလည်းဝန်ထမ်းတွေပဲတိုက်ခန်းတွေပိုင်ကြတာပဲမပိုင်ရင်တော့ငှားနေနိုင်ကြတာပဲတို့များကြမှာကန်ဆိုးရတယ်သူများမေတွေကအလုပ်ရှိတာကိုအမေကအလုပ်မှမရှိတာသမီးငယ်ဤဝေဖန်ရေးကြောင့်မနှန်းအိမ်နာကျင်ရသည်သူကလည်းသူပါပဲပွဲတစ်ပွဲရခဲ့ပါလျက်အလုပ်တစ်ခုလုပ်ရန်စိတ်မဝင်စားခဲ့ပွဲရပြီးသည်နှင့်ကိုတီကြီးနှင့်လက်ထပ်လိုက်သည်ကိုတီကြီးနှင့်မနှန်းအိမ်ကငဲကျွမ်းဆွေတွေမနှန်းအိမ်တို့တန်းထဲမှာကိုတီကြီးကစားတော်ဆုံးဆရာဆရာမတွေ၏အချစ်ဆုံးကျောင်းသူကျောင်းသားများ၏လေးစားမှုကိုခံရဆုံးလေးစားကြသူတွေထဲမှာမနှန်းအိမ်ကအပိုကဲဆုံးကိုတီကြီးမျက်နှာကိုအတန်းထဲမှာပင်ခိုးကြည့်နေတတ်သည်နှစ်ယောက်သားတွေ့လင်လဲတစိမ့်စိမ့်ကြည့်နေတတ်သည်ကိုကအတီးကြီးဆုံးပဲဒါကြောင့်ကိုကိုချစ်တာဟိုခဏခဏပြောရသည်မနှန်းအိမ်ကကိုချင်းတရားကောင်းသူကိုတန်မိုးထားသည်တီကြီးငြိမ်သက်သောအိမ်ကြီးရှိသူကိုမျက်နှိုးသည်နှလုံးသားနှင့်ရောအုံနှောက်နှင့်မှရွေးခဲ့ရသောလင်ယောက်ျားကိုရပြီးကလေးကဘဝသည်ပြည့်ပြည့်စုံသွားပြီဟုမနှန်းအိမ်ထင်မှတ်ခဲ့သည်ပဲယခုတော့မနှန်းအိမ်ကိုမှားသည်ဟုသမီးကလက်ညှိုးထိုးခဲ့လေပြီမြို့ထဲမှာမရလဲတကုံမြို့သစ်ဘက်မှာရှာကြည့်ပါလားကွယ်ကိုတီကြီးကတော့မနှန်းအိမ်ကောင်းမီတောင်းနေသည့်တိုင်တီကြီးနေစေပင်သမီးကနှက်ခမ်းစုပုတ်ထားသည်ဟာစင်းရဲခြင်းတွေတိုးတက်ဖွံ့ဖြိုးလာပါလားမြို့သစ်တောင်သွားနေရတော့မယ်ကွန်ပျူတာအင်တာနက်ရှိမှမထားရန်ထိုင်နေတော်မူပြီးလျှင်လောကအလုံးစုံကိုလုံးဝသိတော်မမူသောသားငယ်ကဝင်လှောင်လိုက်သည်မင်းတို့ရဲ့ចောင်းစိတ်တွေကလည်းရှိတာကိုကွလေတံပြောနှင့်ဆိုလိုက်တော့ကိုတီကြီးဤစကားဆုံးမှာအိုးចောင်းစိတက်တာတော့အဝေးတင်ပြောင်းမယ်သွားရလာရတာတက်တာတယ်ဟုဝမ်းသာအားရထပြောသည်သားသမီးတို့ဤဝေဖန်မှုအမျိုးမျိုးကိုမိဘမြတ်တာဖြင့်တီးခံနေရသည်အမပြောသလိုဆိုရင်အမေညံ့လားတားငယ်ကသူ့ကိုလက်ညှိုးထိုးသည်သမီးကြီးကကျောင်းဆရာမတို့ဤတီးခံခြင်းဖြင့်တုတ်တုတ်မျှမလှုပ်မိဘကိုအပြစ်မတင်တတ်သည့်သားသမီးတစ်ယောက်ကို
21ရာစုခေတ်မှာပိုင်ဆိုင်ခွင့်ရသည့်အတွက်မနှမ်းအိမ်ဖြေသားသည်မနှက်ဖြန်မြောက်တကုံကိုသွားရပေအောင်မည်မြောက်တကုံကမြေကွက်တွေကလည်းဈေးကြီးကုန်ပြီနော်မိမိမကျွမ်းသောနေရာမှာတလန်းဝင်တလန်းထွက်ရှာဖွေမေးမြန်းရင်မနှမ်းအိမ်ညင်းညူမိသည်မြောက်တကုံနေမိတ်ဆွေတယောက်ကလိုက်ပြပေးသည်တကုံကမြေကွက်တွေကထောင်ကနန်းရှိတယ်တချို့အင်ကြီးတွေကခြံကားလဲကျဲတိုက်ကြီးတွေကလည်းခန်းနာလိုက်တာတစ်ပင်ပန်းပင်တွေမြခင်းစိမ့်တွေနဲ့နိုင်ငံခြားကအိမ်တွေတိုက်မင်းနော်တိုက်ကြီးများဤကြီးကျယ်ခမ်းနားမှုကိုငေးမော်ရင်ခြံကြီးတစ်ခြံရှိမှရထားသည့်ကားတစ်စီးစီသို့အာယုံစူးဆိုင်မိလိုက်သည်ကိုတီကြည်တို့ရဲ့ညွှန်ချုပ်ကြီးကပါလားရုံးချိန်ကြီးမှာဘာလာလောက်တာပါလဲမသိဘူးလားညီယောက်ျားဌာနကညွှန်ကြားရေးမှူးချုပ်ရဲ့မရင်ငယ်နေတာမရင်ငယ်ကိုမိုးနေလက်ဆောင်ဖြစ်ဝဲပေးထားတာအိုးငါသိထားတာက तू ကမကြမ်းပါဘူးတဲ့လေဖြတ်ချင်းတလို့ဘာလို့ပြောတာပဲဘာမှမဖြတ်ဘူးအရှင်လက်လက်ကြီးကားကတော့တနေကုန်ရက်ထားတာပဲပထမဆုံးအချိန်ကိုတီကြီးကိုစိတ်ပြက်ကြီးပြတ်သွားသည်ထို့ထက်ပိုပြောရရင်စိတ်ကုန်ခံလို့မတက်ဖြစ်သွားသည်အလုံးမလုံးနိုင်သောသူဆရာကြီးကမရင်ငယ်တောင်ဤမျှခန်းကြီးနာကြီးထားနိုင်တဲ့လေအလုတ်တွေတိမ်ကြုံလို့ရသောသူ့ယောက်ျားဤမယားကြီးစစ်စစ်မှမူအိမ်ငှားရန်လမ်းပေါ်မှရှောင်နေရသည်ဘာများမှားနေတာလဲလေတခုခုတော့အကြီးကျယ်မှားနေပြီအမှားများကိုဖြေရှာရင်တခြားလမ်းတွေကိုဝင်လိုက်ထွက်လိုက်နှင့်အိမ်လိုက်မိရသည်နောက်ဆုံးမှာခြံနှင့်ဝင်းနှင့်တစ်သားအိမ်စုပ်ကလေးကိုတစ်လ9000နှင့်ငှား၍ရခဲ့သည်အိမ်ငှားပြီး၍စိတ်နှဲငယ်ပေါ့ပါတသားသလိုရှိပေမယ့်သူ့အုံနောက်ထဲမှာအမှားပဟေးလီများဖြင့်ရှုပ်ထွေးနေသည်တခုခုတော့မှားနေတာမှန်မယ်အကြီးကျယ်မှားနေတာတော်ရေရွနေသောမနန်အိမ်ကိုတငယ်ချင်းတကုံသူကကြည်ပြီးရည်သည်ဒီခေတ်မှာအားလုံးမှားနေတာအဆန်းလို့ဟဲ့အမှားကိုရှာပြီးအမှန်ပြင်ဖို့မကြိုးစားနဲ့ပြင်လို့မရတော့ဘူးအသားကျနေပြီအမှားထဲမှာပဲနေချင်းရအောင်နေတချို့တစ်ထက်တိုက်ကလေးတွေကတသက်ရရဲနှင့်နေချင်းစပွဲဖြစ်သည်တစ်ထက်တိုက်ကလေးတစ်တိုက်လောက်သာပိုင်ဆိုင်ခွင့်ရလျင်နေပြောပြီးဟူလဲတွေးလိုက်သေးသည်စားပင်တီးပင်ဝေးဆဆနှင့်စိမ့်ဆူအေးမြနေသည်အမတစ်ထက်တိုက်ရှိသို့ရောက်လျင်ပြေးထွက်လာသောမိန်းမတစ်ယောက်ကလိုက်ခေါ်သည်အိုးကိုညံရှင်မိန်းမပါလားဒီမှာလာဆုံးတာပေါ့လေအမဝင်းမအောင်ညီတို့ကဒီမှာနေတာလားဟုတ်တယ်အမညီတို့အိမ်ပိုင်လားဟုတ်ပါတယ်ကျမတို့ဝယ်လိုက်တာတစ်နှစ်လောက်ရှိပြီအံ့ဩရလွန်၍ရင်တွေတိမ်တိမ်မြည်လာသည်ကဘာကြီးကပဲထက်အောက်ပြောင်းပြန်ဖြစ်သွားလေသလားကိုတီကြီးလောက်ကအညာတရဆက်ရည်နွမ်းလေးကခြံနှင့်ဝင်းနှင့်တစ်ထက်တိုက်လှလှလေးနှင့်စရည်နွမ်းဤအထက်ကအရာရှိကြီးကိုတီကြီးကြောမှာတော့တကုံနှံ့ချေဆန့်ပြီးအိမ်ငှားတော်မူနေရသည်တဲ့လေဘာတွေဖြစ်ကုန်တာလဲတခုခုတော့မှားနေပြီအကြီးကျယ်မှားနေပြီအယူတယောက်လိုရေရွနေမိသည်သူတစ်သက်လုံးကြည်ညိုလေးစားခဲ့ရသောလင်းတော်မောင်ကိုတီကြီးကိုပထမဆုံးချိန်အထူးပင်အလေးနဲ့အထင်သေးသွားခဲ့သည်အထင်သေးစိတ်မှတဆင့်ဒေါသစိတ်တွေတရိပ်ရိပ်တက်လာကပထမဆုံးချိန်ပါဏာတိပါတကံကိုကျူးလွန်ပစ်လိုက်ခြင်းပါသည်ကားပေါ်ကအစဉ်အိမ်တို့အဝင်တွင်တေးလိုက်ဟဲ့တီကြီးတေးလိုက်ဟဲ့ဟူဆိုကခြေထောက်ကိုစောင့်နှင်းပြစ်လိုက်သည်အချိန်မှန်ရုံးကပြန်လာသောကိုတီကြီးကိုသူ့ထက်ကလူနှင့်အောက်ကလူတို့အကြောင်းကိုဒုံဆိုင်၍ပြောပြလိုက်သည်ရှင်နဲ့မနေဘူးသိလားကျမတရားစခန်းသွားဝင်မယ်ပျော်မွေ့မယ်ဆိုရင်ယောဂီအဖြစ်နဲ့တသက်လုံးနေမယ်ရှင်လုံးဝစိတ်ကုန်သွားပြီကျမကိုပဲအပြစ်ဖို့နေတဲ့သားသမီးတွေနဲ့လည်းမနေပြရစေနဲ့တော့သူ့ယုံဤအကြောင်းစုံကိုသိလိုက်ရသောအခါကိုတီကြီးအပြင်းထန်တုန်လှုပ်သွားပုံရသည်သို့ပေမဲ့သူဤတီတီသောစရိုက်ကိုအပြတ်မခံတည်ငြိမ်အေးဆေးသောလေတံဖြင့်တုံ့ပြန်လိုက်သည်ကိုလက်စားပြီးချမ်းသာလာတော့မရင်ငယ်အင်းရှိမှအမြဲကားရထိုင်မင်းမယ်စိတ်ဆင်းရဲရမှာပေါ့မဟုတ်ဘူးလားမဟုတ်ဘူးရှင်မဟုတ်ဘူးရှင်ပါသားဘယ်မရင်ငယ်အင်းရှိမှကားရထားကျုပ်ကမမှုဘူးကျုပ်ဘွားမှာအလိုချင်ဆုံးကရှင်နှလုံးသားမဟုတ်ဘူးရှင်အချစ်ရှင်သစ္စာမဟုတ်ဘူးကျုပ်အတွက်တိုက်ခန်းတစ်ခန်းသာထားခဲ့ပြင်းထန်စွာငိုရှရင်ပြောလိုက်သည့်စကားဆုံးမှာ
သားနှင့်သမီးတို့၏လက်ညှိုးသည်မွေးတဖခင်ကိုတီကြီးစီတို့ရည်ညွှန်းလိုက်ပါသည်ငြိမ်သက်စွာစာဖတ်နေသောသမီးကြီးကသာဖခင်စီတို့ရှောက်လာပြီးဖခင်၏လက်ကိုညင်သာစွာဆုပ်ကိုင်းလိုက်သည်အမှားကြီးမှားနေတဲ့အထဲမှာအဖေမပါလို့သမီးဝမ်းသာတယ်အမှားတွေထဲမှာအမှန်ဖြစ်အောင်နေခြင်းနဲ့အဖေရဲ့ကြီးမြတ်ခြင်းအတွက်ခုံယူလို့မဆုံးပါဘူး ဩဂတ်စ်လ19ရက်နေ့မှာမွေးနေ့ကြာရောက်လာတယ်။မမမျိုးမျိုးအောင်အတွက်ဆီယာမမမိုးမြေရေးသားထားတဲ့ကြဆုံးခြင်းအမှန်တရားဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အမှတ်တရနေ့လေးတွေရှိတိုင်းမှာကျမတို့နှွေးပါစေစီစဉ်ကနေမွေးနေ့လက်ဆောင်ဝတ္ထုတိုလေးတွေလာရောက်တောင်းဆိုပေးပါတဲ့မမပြထွေးကိုလည်းကျမတို့နှွေးပါစေစီစဉ်ကနေကျေးဇူးထူတင်ရှိပါတယ်ရှင်။ကျမတို့နောက်ထပ်ဝတ္ထုတိုလက်ဆောင်လေးတွေမှာပြန်ဆောင်ကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။ Dana song pia me he Dini adiang ta lo la chena ma tui a lo yan ye Dana song pia me he Dini adiang ta lo la chena ma tui